အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကောင်းခန့်စင်ဖြစ်ပါတယ်ခင်ဗျာ GED ပြီးသွားပြီးတဲ့နောက်မှာ BUC ရဲ့ International Foundation Program Level 3ကိုလက်ရှိတက်ရောက်နေတဲ့ကျောင်းသားဖြစ်ပါတယ်ခင်ဗျာ GED ပြီးသွားတဲ့အခါမှာ overseas ကိုတက်မသွားပဲတရား college lifetime ကို enjoy လုပ်ရှင်တာရဲ့ International University တွေကို join တဲ့အခါမှာ ready ဖြစ်ရှင်နေရတဲ့ကြောင့် International Foundation Program ကို join မှုဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ International Foundation Program တွေကိုတင်ကြားပေးနေတဲ့ college တွေထဲမှာ BUC က academic ဘိုင်းကိုဦးစားပေးရတွေ့ရတယ်ပြီးတော့ UK ခြေဆိုင် University ရဲ့ foundation ကိုတင်ကြားပေးရမယ်လို့ကျွန်တော်တို့လို International University ကိုတွားရောက်တက်ရောက်မှုအစီအစဉ်ရှိတယ်ကျောင်းသားကျောင်းသူတွေအတွက် foundation ပြရနဲ့တရားဝင်ဝင်ရမယ် University တွေချစ်စတာတွေ့ရလို့ BUC ကိုအဓိကရွေးချယ်ခဲ့ရဖြစ်ပါတယ်အခုကျွန်တော်တက်ရောက်နေတဲ့ foundation program နဲ့ high school ကပွားချက်တော့ရှိပါတယ်ကျွန်တော်က GED ကို home school လုပ်ဖြစ်ခဲ့ရဖြစ်တဲ့ကြောင့်မလို့အခုလို physical class မှာတကယ်ချင်းနဲ့တူလာတက်ကပြီးတော့ high school မှာမလုပ်ဖြစ်ခဲ့တဲ့ presentation နဲ့ assignment တွေနဲ့ research တွေကိုလုပ်ခဲ့တဲ့အခါမှာကိုတင်ရတဲ့ဘာသာရပ်တွေကိုတသွေးကြကြအသုံးချတက်လာပါတယ်ကျွန်တော်တို့တက်လို့ဆက်သက်မဲ့အခါမှာလည်းအခု foundation မှာလုပ်ခဲ့ရတဲ့ report writing academic presentation assignment နဲ့ citation တွေနဲ့ပဲလေ့လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီ academic skills တွေကကျွန်တော်တို့တက်လို့တက်တဲ့အခါမှာ bachelor program master program ဒီ skills တွေကသုံးဝင်နေမှာဖြစ်ပါတယ်စာသင်ကြားရေးမှာလည်းဆရာဆရာမတွေကတင်ပြရေးခေါင်းကြပြီးတော့ကျောင်းသားကျောင်းသူတွေနဲ့ပုံမှန်ရေးဆက်ဆံတာကိုတွေ့ရတယ်မတိရရှိလို့နေတဲ့အခါမှာလည်းစိတ်ရှိလက်ရှိနဲ့ရှင်းပြပေးပါတယ်နောက်ပြီးတော့ BUC ရဲ့ environment ကအရင်ကမြွေးထွေးရလို့ခံစားရတယ်ကျောင်းရဲ့ facilities တွေကလည်းရေကားစားပြီးဆုံးအကုန်လုံးပေးထားပြီးတော့ music club dance club တွေရှိရကြောင်း water bike club ကိုအားရချိန်မှာ join လုပ်ရပါတယ်ပြီးတော့တငယ်ချင်းတွေနဲ့ student service ကအကိုရီမတွေကလည်း friendly ဖြစ်ဖြစ်ဆက်ဆံပေးရကြောင်း school area မှာ comfortable ဖြစ်နေလို့ရပြီးတော့စာသင်ကြားရေးအတွက်အများကြီးထောက်ကူဖြစ်စေပါတယ်စတဲ့တုန်းကတော့ foundation ပြီးရင် abroad သွားမယ်လို့စီစဉ်ထားတာပေါ့နော်ဒါပေမဲ့BUC ရဲ့ campus တွေမှာ physical တက်ပြီးတဲ့နောက်မှာတော့ကျောင်းပေးထားတဲ့ facilities တွေနဲ့ school environment မှာပြောနေရကြောင်းဆက်သက်ပြမလားမသက်ဖြစ်ဘူးလားတော့အိမ်နဲ့လက်ရှိတိုင်းနေပါတယ်ဒါပေမဲ့ဆက်သက်ပြမယ်ဆိုရင်လည်း higher diploma ရဲ့ business နဲ့ higher diploma ရဲ့ IT ကိုရွေးချယ်လို့ရပြီးတော့အကယ်၍ foundation ပြီးလို့ overseas သွားမယ်ဆိုရင်လည်း subject ပေါင်း200ကျော်နဲ့ university ပေါင်း900ကျော်ရွေးချယ်လို့ရဖြစ်လို့ကျောင်းသားကျောင်းသူတွေကိုယ်တိုင်လည်းတေချာစဉ်းစားပြီးမှရွေးချယ်လို့ရပါတယ်ကျောင်းမှာပညာသင်ကြားရင်အခက်အခဲတစ်ခုဖြစ်လာရင်လည်း student service ကအမှားတွေကအသက်နိုင်ဆုံးအဆင်ပြေအောင်ကူညီပေးပါတယ်ကျောင်းချိန်ရောပြင်မချိန်ကြီးမှာပါကျောင်းနဲ့ပတ်သက်တဲ့အခက်အခဲတွေရှိလာရင် student service ကအမှားတွေကအမြဲစိတ်ပါလက်ပါနဲ့ကူညီပေးပါတယ်ခင်ဗျာ International Foundation Program ကနိုင်ငံတကာမှာတက်လို့တက်ရောက်မှုပြင်ဆင်လို့တဲ့ကျောင်းသားကျောင်းသူတွေအတွက် University တက်ရောက်တဲ့အခါမှာလိုအပ်တဲ့ academic skills နဲ့ assessment method တွေကိုသင်ကြားပေးရဲ့ program တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့လို high school ပြီးတာရဲ့ကျောင်းသားကျောင်းသူတွေအတွက်တော့ရေးပါတဲ့အတန်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ။ Grade 12 IGCSE နဲ့ကျွန်တော်တို့ GED ပြီးတာပြီးပါဆက်လို့ရမယ်စဉ်းစားမိရဲ့ကျောင်းသားကျောင်းသူတွေအတွက်overseas မှာကျောင်းသားရှင်တာပဲဖြစ်ဖြစ် BUC မှာဘွဲရတဲ့အထိတက်ရှင်တာပဲဖြစ်ဖြစ် business လမ်းကြောင်းတွေအများကြီးရှိရကြောင်း BUC က International Foundation Program ကိုတက်စီစဉ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဘာလို့စိတ်ဝင်စားလဲဆိုတာဝေမြတ်ဖြစ်ခဲ့ပြီးရယ်အဲ့ဒီအချိန်မှာ foundation program တက်နေနေဆက်ဆံမရပေးတဲ့အကြံတွေကိုလိုအပ်တဲ့ space တွေကိုကိုယ်တိုင်လုပ်နေနေတော့မှဘာလို့စိတ်ဝင်စားလဲဆိုတာရွေးချယ်နိုင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းအဆင်ပြေခဲ့ရမလို့ BUC မှာလာတက်ရောက်ဖို့အမှန်ဖြစ်ချင်တယ်